ကိုဝင်တဲ့ထိုင်းမျိုးသမီးတို့မှအိမ်သာတက်ရင်ကလေးထွက်ကြလာတာကြောင့်ခြုံပုတ်တွေကိုဘယ်သူမှမသိခင်ယူသွားပြီးကလေးကိုတက်စီလောင်းကမိရှုတက်ခဲ့တဲ့သတင်းကိုထိုင်းနိုင်ငံရဲ့နာမည်ကြီးသတင်းမှာဖော်ပြသွားခဲ့ပါတယ်။ဒီအကြောင်းအရာကတော့ထိုင်းနိုင်ငံစကော့နဂေါမြို့မှာနေထိုင်တဲ့အသက်30နှစ်အရွယ်ကိုဝင်တဲ့ထိုင်းမျိုးသမီးတို့ကအိမ်သာတက်ရင်ကလေးထွက်ကြလာတာကြောင့်ဘယ်လိုလုပ်ရမှန်းမသိကကြောင်ရွံ့စိတ်တွေကြောင့်ပူပန်ပြီးတော့ကလေးကိုခြုံတော်တွေကိုယူသွားပြီးဘယ်သူမှမရှိတဲ့အချိန်တက်စီလောင်းကမိရှုတက်ပြတ်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့သူကကလေးကိုတက်ပြီးရနောက်မှာတော့နောက်ပိုင်းမှာရွာထဲကလူတွေကကလေးရဲ့အပိုင်းစားတွေကိုတွေ့သွားပြီးတော့ဒီလောင်းဟာမီးရှို့ခံရတာကြောင့်သက်ဆိုင်ရာကိုတိုင်ကြားခဲ့ပါတယ်။အဲဒီနောက်မှာတော့သက်ဆိုင်ရာတွေကချက်ချင်းပဲရောက်ရှိလာပြီးတော့ကျူးလွန်သူကိုစုံစမ်းစစ်ဆေးပြီးတော့ကျူးလွန်သူကိုဖမ်းဆီးဖို့အတွက်စုံစမ်းခဲ့ကြပါတယ်။ကလေးရဲ့အလောင်းကိုတွေ့ရှိတဲ့ကတော့ပြီးခဲ့တဲ့20ရက်နေ့ကဖြစ်ပြီးကျူးလွန်ခဲ့တဲ့ကလေးရဲ့မိခင်အသက်က33နှစ်အရွယ်ထိုင်းမျိုးသမီးကိုတော့ထိုင်းရဲတပ်ဖွဲ့ကမနေ့ကမှဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။နောက်ပြီးတော့ထိုင်းရဲတပ်ဖွဲ့ကထိုမျိုးသမီးကိုဘာကြောင့်အခုလိုကျူးလွန်လို့ရတယ်ဆိုတာနဲ့ပတ်သက်ပြီးစီစဉ်မေးမြန်းပြုလုပ်တော့ထိုမျိုးသမီးပြောတာကသူမဒီကလေးကိုကိုဝန်ဆောင်တာဟာအခုမှ9လပဲရှိသေးတယ်။နောက်ပြီးတော့လေဒီကလေးဟာသူမရဲ့3ယောက်မြောက်ကလေးဖြစ်ပြီးတော့သူမမလိုချင်တော့တဲ့ရခဲ့တဲ့ကိုဝင်ဖြစ်တယ်လို့နောက်ပြီးတော့ကိုဝန်ဆောင်လိုက်ရတဲ့တခြားမှာလဲသူမဟာမွေးစေဝါးနဲ့အတူမကောင်းတဲ့မွေးစေဝါးတွေကိုသုံးဆွဲခဲ့ပြီးပြီးခဲ့တဲ့16ရက်နေ့ကသူမရဲ့ဘိုက်တွေကအောက်နေတာကြောင့်အိမ်သာတွန်းတက်တဲ့အခါမှာကလေးထွက်လာခဲ့တယ်။အဲ့လိုနဲ့ပဲသူမဟာလည်းလမ်းဖြန့်ပြီးတော့ဘယ်လိုလုပ်ရမှန်းမသိတော့ကလေးကိုခြုံထဲကိုသွားပြီးတော့လူသူမရှိတဲ့အချိန်မှာတက်စီပလင်းကိုယူသွားပြီးတော့လောင်းချကမီးရှို့ပစ်ထားတာကိုလူတွေ့သွားခဲ့တာဖြစ်တယ်လို့အသက်33နှစ်အရွယ်ထိုင်းမျိုးသမီးကပြောပါတယ်။အဲနောက်မှာတော့ထိုင်းရဲတပ်ဖွဲ့အမျိုးသမီးကသူမကျူးလွန်ခဲ့တဲ့နေရာကိုလိုက်ပြခိုင်းပြီးသူမကျူးလွန်ခဲ့တဲ့နေရာကိုရောက်တော့ထိုမျိုးသမီးဟာသူ့ရဲ့မီးရှို့ထားတဲ့သမီးလေးကိုဒူးထောက်ပြီးတော့လက်အုပ်ချီကအမေကိုခွင့်လွှတ်ပါဆိုပြီးသူမရဲ့ကလေးကိုတောင်းပန်ခဲ့ပါတယ်။နောက်ပြီးတော့ထိုင်းသတင်းမှာပြောတာကတော့ဒီကလေးရဲ့အစပိုင်းတွေကိုစီးအောင်မှဒီရင်စစ်ပြီးသွားရင်တော့ကျူးလွန်ခဲ့တဲ့ထိုမျိုးသမီးကိုထိုင်းနိုင်ငံရဲ့တရားဥပဒေတိုင်းဆောင်ရွက်သွားမယ်လို့ထိုင်းသတင်းမှာဖော်ပြသွားခဲ့တာဖြစ်ပါတယ်။